သူများဝင်ပဲချမ်းနေရတဲ့ဝန်ထမ်းဖြစ်ရတဲ့အကြောင်းရင်းလူတော်တော်များများကတနေ့ကျရင်တော့ငါကိုယ်ပိုင်အလုံးလေးတစ်ခုလုံးမှာပါဆိုတဲ့အိမ်မက်ကိုစီရှိကြတယ်ဒါပေမဲ့လက်တွေ့မှာတော့နှစ်တွေသာကြာသွားတယ်ဝန်ထမ်းဘဝဆိုတဲ့တန်တရားတွေကနေရုံမထွက်နိုင်ကြတာများပါတယ်ဘာကြောင့်ကျမတို့တွေအကုန်လုံးကဒီတန်တရားတွေမှာပိတ်မိနေရတာလဲဒီနေ့မှာတော့ဝန်ထမ်းဘဝကနေမလွတ်မြောက်နိုင်ရတဲ့အဓိကအကြောင်းရင်း၅ခုကိုဖော်ထုတ်ပြီးဆွေးနွေးသွားပါမယ်ပထမဆုံးတစ်ချက်ကတော့ပုံမှန်ဝင်ငွေရဲ့ဆွဲလန်းမှုပါနာမည်ကြီးစီးပွားရေးပညာရှင်တွေပြောလို့ရှိတာတစ်ခုကလာစာဆိုတာမင်းရဲ့အိမ်မက်တွေကိုမေ့လျော့သွားအောင်သူများကပေးထားတဲ့လက်ထိုးမှုတစ်ခုပါပဲတဲ့လာကုန်လို့ရှိရင်ပတ်စံရမယ်ဆိုတဲ့စိတ်ချရမှုကလူကို comfort zone ထဲမှာပဲရောက်သွားစေပါတယ်စွန့်စားရမှာကိုကြောက်သွားစေတယ်ဒီလုံခြုံမှုဆိုတဲ့ခံစားချက်ကပဲကျမတို့ကိုတသက်လုံးသူများဝန်ထမ်းလုပ်ဖို့အတွက်ချီနှောင်ထားတဲ့ကြိုးတက်ချောင်းဖြစ်နေတတ်ပါတယ်ဒုတိယတစ်ချက်ကတော့အတုံးစရိတ်ကဝင်ငွေထက်မြန်နေတာငွေကြေးစီမံခန့်ခွဲမှုပေါ့နော်တနည်းအားဖြင့်ဆိုရင်အလုံးမှာယာဒူးတက်လို့လားစာပိုရလာလေကျမတို့ရဲ့အတုံးစရိတ်ကလည်းလိုက်ပြီးမြင့်လာလေပါပဲဖုန်းအစ်စ်လဲတယ်ကားဝယ်တယ်အကျွေးတွေတင်လာတယ်ရလာကတော့အလုံးထွက်ချင်ရင်တောင်မှနောက်လာမှာပေးရမယ့်အကျွေးတွေလားစင်ကုန်ကြစရိတ်တွေကြောင့်အလုံးမထွက်ရတော့တာပါအဲ့ဒီအခါမှာအလုံးကကိုပိုင်တာမဟုတ်ပဲအကျွေးကကိုခိုင်းနေတဲ့ဘဝကိုရောက်သွားရပါတယ်နံပါတ်3အချက်စုဆောင်းငွေမရှိတာတကယ်တော့အလုပ်ထွက်ဖို့ဆိုတာတတိရှိုံနဲ့မရပါဘူးနောက်ကနေထောက်ပံ့ပေးမဲ့အရေးပေါ်ရန်ပုံငွေရှိဖို့လိုပါတယ်လူတော်တော်များများကအလုံးမရှိပဲအနည်းဆုံး6လကနေတစ်နှစ်လောက်အထိရက်တည်နိုင်မဲ့စုဆောင်းငွေမရှိကြပါဘူးအဲ့ဒီမရှိခြင်းကပဲကိုမပျော်တဲ့အလုံးမှာအောက် EV ဆက်လုပ်နေစေတဲ့အဓိကအကြောင်းရင်းဖြစ်နေတတ်ပါတယ်နံပါတ်4အချက်အရေးအချင်းအသစ်မရှိတာတချို့ကြတော့အလုံးထွက်ချင်ပေမဲ့ငါအလုံးထွက်ရင်ဘာနဲ့လှုပ်ရှားမှလဲဆိုတဲ့မိကုမှတင်ရက်သွားတတ်ပါတယ်ဒါကကိုယုံကြည်မှုမရှိတာထက်ဈေးကွက်ကလိုအပ်နေတဲ့အရေးအချင်းကိုထပ်ပြီးမလေးလာထားလို့ပါရုံးလုပ်ငန်းတစ်ခုတည်းကိုပဲနှစ်ပေါင်းများစွာလုပ်နေပြီးပြင်ပကစီးပွားရေးအခွင့်အလမ်းတွေနည်းပညာတွေကိုမျက်ကွယ်ပြုထားမိတဲ့အခါဝန်ထမ်းဘဝကလွဲလို့တခြားရွေးချယ်စရာလမ်းစာပျောက်သွားတတ်ပါတယ်နောက်ဆုံးအချက်ကတော့ပတ်ဝန်းကျင်ပါကိုပိုင်လုပ်ငန်းလုပ်မယ်လို့ပြောလိုက်ရင်အားပေးမဲ့သူထက်မလုပ်ပါနဲ့အန္တရာယ်များတယ်အလုံးရှိတာပဲကံကောင်းတယ်မှတ်ပါဆိုပြီးတားမဲ့သူတွေကပိုများပါတယ်မိသားစုနဲ့တငယ်ချင်းတွေရဲ့စိုးရိမ်မှုကိုမလွန်ဆန်နိုင်ပဲသူများခိုင်းတာလုပ်ရင်းနဲ့အသက်ကြီးသွားကြတဲ့လူတွေအများကြီးပါကိုအားပေးမဲ့အတိုင်းဝိုင်းထဲမှာမရှိနေတာကလည်းလွတ်မြောက်ဖို့ခက်ခဲစေတဲ့အကြောင်းရင်းတစ်ခုပါပဲဒီအချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဝန်ထမ်းဘဝကနေလွတ်မြောက်ဖို့ဆိုတာအလုပ်ထွက်စာတင်လိုက်ရုံနဲ့မပြီးပါဘူးငွေကြေးစီမံခန့်ခွဲမှုအရေးအချင်းတင်ယူမှုနဲ့စိတ်သက်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလိုအပ်ပါတယ်အခုကြည့်နေတဲ့သူကရောဒီဗီဒီယိုထဲမှာပြောသွားတဲ့အချက်တွေထဲကဘယ်အချက်မှာပိတ်မိနေရလဲဒါမှမဟုတ်တခြားဘလို့အခက်အခဲတွေရှိနေတယ်လဲဆိုတာကိုကွန်မန့်မှာရေးခဲ့ပေးပါဦးအားလုံးပဲအိမ်မက်တွေစီကိုအရောက်လန်းနိုင်ကြပါစေရှင်